data center ဆိုတာက server တွေထားတဲ့နေရာတစ်ခုတည်းမဟုတ်ပါဘူးအဲ့ဒီ server တွေကို 24/7 အလုပ်လုပ်နိုင်ဖို့နောက်ွယ်မှာအရေးကြီးတဲ့ infrastructure တွေကိုပံ့ပိုးပေးထားတဲ့ facility system တွေအများကြီးလိုအပ်ပါတယ် data center တစ်ခု reliable ဖြစ်ဖို့ဆိုရင်အဓိကအားဖြင့် power system, cooling system, fire protection system နဲ့ monitoring system တွေကအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ data center တစ်ခုကိုအမြဲတမ်း stable ဖြစ်အောင်ထောက်ပံ့ပေးနေတဲ့မရှိမဖြစ်လိုအပ်တဲ့ DC facility system တွေအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ data center တစ်ခုအတွက်အရေးကြီးဆုံး system ကတော့ power system ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ server တွေနဲ့ network equipment တွေအလုပ်လုပ်ဖို့အတွက်တည်ငြိမ်တဲ့ power supply လိုအပ်တာကြောင့်ဖြစ်ပါတယ်။ power system မှာအဓိကအားဖြင့် power generator, UPS battery နဲ့ PDU တို့ပါဝင်ပါတယ်။ UPS ဆိုတာကမမျှော်လင့်ပဲမီးပြတ်တောက်သွားတဲ့အချိန်မှာ server တွေနဲ့ network equipment တွေကို battery ကနေချက်ချင်း backup power ပေးနိုင်တဲ့ system ဖြစ်ပါတယ်။မီးပြတ်တောက်မှုကအချိန်ကြာမြင့်လာရင်တော့ power generator ကအလိုအလျောက်စတင်လဲပတ်ပြီးတော့ data center တစ်ခုလုံးကိုဆက်လက်ဓာတ်အားပေးနိုင်အောင်လို့ကူညီပေးပါတယ်။ PDU ကတော့ UPS နဲ့ generator ကနေရရှိလာတဲ့ဓာတ်အားကို server rack တစ်ခုချင်းစီနဲ့ IT equipment တွေစီစနစ်တကျခွဲဝေဖြန့်ဖြူးပေးတဲ့ system ဖြစ်ပါတယ်။ဒုတိယအနေနဲ့အရေးကြီးတာကတော့ cooling system ဖြစ်ပါတယ်။ server တွေအလုပ်လုပ်တဲ့အခါအပူများစွာဖြစ်ရှိရာကြောင့်အပူချိန်ကိုမှန်ကန်စွာထိန်းချုပ်နိုင်ဖို့ cooling system လိုအပ်ပါတယ်။ data center တွေမှာအဓိကအားဖြင့် room cooling, aero cooling နဲ့ thermal management system တွေကိုအသုံးပြုပါတယ်။ room cooling ကတော့ data center အခန်းတစ်ခုလုံးကိုအေးပေးတဲ့ system ဖြစ်ပါတယ်။ high density server rack တွေအတွက် aero cooling ကိုအသုံးပြုပြီးတော့ rack အနီးမှာ direct cooling ပေးတာကြောင့် heat ကိုပုံမထိရောက်စွာဖယ်ရှားနိုင်ပါတယ်။ဒါအပြင် airflow control system တွေကလည်း data center အတွင်းကပူတဲ့လေနဲ့အေးတဲ့လေတွေမရောနှောအောင်ထိန်းချုပ်ပေးပြီးတော့ energy efficiency ပိုကောင်းစေပါတယ်။နောက်ထပ်အရေးကြီးတဲ့ system တစ်ခုကတော့ fire separation system ဖြစ်ပါတယ်။ data center မှာရိုးရိုးရေဖြန်းစနစ်တွေကိုအသုံးပြုလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ IT equipment တွေပျက်စီးနိုင်တာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် FN200 နဲ့ Novak 1230လို gas-based fire separation system တွေကိုအသုံးပြုပြီးတော့မီးဘေးအန္တရာယ်ကနေကာကွယ်ပေးပါတယ်။နောက်ဆုံးအနေနဲ့ monitoring system ဖြစ်ပါတယ် data center တစ်ခုမှာ temperature, humidity နဲ့ equipment status တွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်ဖို့လိုအပ်ပါတယ် monitoring system တွေကပြဿနာတစ်ခုခုဖြစ်ပေါ်လာမယ့်အချိန်မှာအလန့်ပေးနိုင်တာကြောင့် IT team တွေကအချိန်မီဖြေရှင်းနိုင်ပါတယ်အနည်းချောရမယ်ဆိုရင် data center တစ်ခု reliable ဖြစ်ဖို့ဆိုရင် server တွေတက်ဆင်ထားရုံနဲ့မလုံလောက်ပါဘူး energy saving, stable power, effective cooling, fire protection နဲ့ real time monitoring system တွေပေါင်းစပ်ပြီးအလုပ်လုပ်မှသာ business operation ကိုဆက်လက်လည်ပတ်နိုင်အောင်လို့ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာတော့ business တွေအတွက်အရေးကြီးတဲ့ traditional data center နဲ့ modular data center ရဲ့ကွာခြားချက်တွေနဲ့ဘယ်လိုရွေးချယ်သင့်လဲဆိုတာကိုညှောင်းဝေပေးသွားမှာဖြစ်ပါတယ်။ First မြန်မာအနေနဲ့လူကြီးမင်းတို့ business လိုအပ်ချက်နဲ့ကိုက်ညီတဲ့ data center solution design, infrastructure planning နဲ့ implementation service တွေကိုအပြည့်အဝ support ပေးနေပါတယ်။လူကြီးမင်းတို့လုပ်ငန်းအတွက်တင့်တော်တဲ့ data center solution ရွေးချယ်ခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်0942310502 ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့ support@firstmyanmar.com.nm ကိုလည်း email နဲ့ပို့ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်။ကြည့်ရှုပေးတဲ့တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။အားလုံးမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။ First Myanmar, your solutions partner.